အာဆင်ပရိသတ်တွေအတွက်သတင်းကောင်းတစ်ပုဒ်ထွက်ပေါ်လာပါပြီ။လက်ရှိအသင်းရဲ့အမာခံကစားသမား၄ယောက်ကိုစာချုပ်သက်တမ်းတိုးဖို့အသင်းဘက်ကအချိန်ဟုန်မြင့်ကြိုးပမ်းနေပါတယ်။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ Entertainment Mind Sport ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ပထမဆုံးတစ်ယောက်ကတော့ဒဏ်ရာပြဿနာတွေကြောင့်ရုန်းကန်ခဲ့ရပေမဲ့နီးပြအာဒီတာရဲ့ကစားကွက်မှာမရှိမဖြစ်အရေးပါတဲ့ညာနောက်ခံလူဂျူလီယန်တင်းမာပဲဖြစ်ပါတယ်။အခုလက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရအာဆင်နယ်အသင်းကတင်းမာကိုလာစာတိုးမြင့်ပြီးရေရှည်စာချုပ်သစ်ရှုပ်ဆိုဖို့ဆွေးနွေးမှုတွေမှာတိတာထင်ရှားတဲ့တိုးတက်မှုတွေရှိနေပြီလို့သိရပါတယ်။ပြီးခဲ့တဲ့ရာသီကပေါင်ချန်တန်ရာကြောင့်100စီလုံးနီးပါးလွဲချော်ခဲ့ပြီးကမ္ဘာ့ဗလာပြိုင်ပွဲကိုပါလွဲချော်ခဲ့ရတဲ့အသက်24နှစ်အရွယ်နယ်သာလန်နောက်ခံလူအပေါ်အာဆင်နယ်ဘိုးအဖွဲ့ရဲ့ယုံကြည်မှုကတော့ဘယ်တော့မှမလျော့ပါခဲ့ပါဘူး။အာဒီတာရဲ့ကစားကွက်မှာကမ္ဘာအကောင်းဆုံးညာနောက်ခံလူတဦးအဖြစ်အသင်းဘက်ကသတ်မှတ်ထားပြီးဂျူနီယာသီမှာသူ့ရဲ့စာချုပ်သစ်ကိုအမြန်ဆုံးကြေညာနိုင်ဖို့လှုံ့ဆော်နေတာဖြစ်ပါတယ်။တင်းမအပြင်အားကစားဒရိုက်တာအန်ဒီယာဘာတာကနောက်ထပ်စာချုပ်သစ်3ခုရှိပါတယ်။ပထမတစ်ခုကတော့နီးပြမီခဲအာဒီတာပါ။အာဒီတာကိုကမ္ဘာလာစာအမြင့်ဆုံးနီးပြတွေထဲကတဦးဖြစ်လာစေမဲ့မဟာဗျူဟာမြောက်စာချုပ်သစ်ရှုပ်ဆိုဖို့သဘောတူညီမှုရလို့နီးပါဖြစ်နေပါပြီ။နောက်ထပ်2ယောက်ကတော့ကွင်းလယ်ကစားသမားဒက်လန်ရိုက်စ်နဲ့အသင်းကောင်းဆောင်မာတင်အိုဒီဂတ်တို့ဖြစ်ပါတယ်။သူတို့ကိုလည်းပုံမကောင်းမွန်တဲ့ခန်းစားခွင့်တွေနဲ့အတူအသင်းမှာရေရှည်ထိန်းသိမ်းထားဖို့ဆွေးနွေးမှုတွေပြုလုပ်နေပါတယ်။ဒါပေမဲ့လက်ရှိအချိန်မှာတော့တင်းမာရဲ့စာချုပ်ကအနည်းဆက်ဆုံးအခြေအနေမှာရှိနေပါတယ်။ဟုတ်ကဲ့ပါဒါကတော့အာဆင်နယ်ပရိသတ်တွေအတွက်သတင်းကောင်းတစ်ပုဒ်ကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အဆုံးထိနားဆင်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ဗျ။